မဂါချက်လိုဖိုက်တာမျိုးအောင်အားကြတဲ့ကော်နာမက်ဂရီကိုနာရဲ့ကြော်ကြားမှုရနက်နေရတော့အခုထိကိုမှွေးပြတ်နေသေးပါပဲမထိုးတော့အတော်လေးကိုကြားနေဆိုပေမဲ့လည်းနာမည်တစ်လုံးနဲ့လက်မထောင်နိုင်အောင်လို့စူးစမ်းခဲ့တဲ့စူးစမ်းမှုရလက်တရားအခုချိန်ထိကိုလေးစားအားကြခံနေရတော့မှာပဲဒါမှဆိုလို့ရှိရင်ဖိုက်တာတယောက်ကဘယ်လောက်ပဲအောင်မြင်ပြိုင်ဘက်ဖိုက်တာတယောက်ရဲ့အားကြအတူယူခြင်းကိုခံရရဆိုတာကအတော်လေးကိုရှားပါတယ်ဒါမဲ့ကိုနာတော့သူနဲ့မဟာပြိုင်ဘက်ခါဘေးရဲ့ညီနောင်မဂါချက်လိုမျိုးဂန်နွေဖိုက်တာမျိုးရဲ့လေးစားအားကြခြင်းကိုတော့လက်ခံရရှိနေရပါမဂါချက်ကလက်ရှိမှာတူပရီယာကလက်သီးပြင်းရည်နဲ့ဘောက်စင်စကီကြောင့်မလို့အတော်ကောင်းနေဆိုမဲ့ကော်နာပြန်ကျွေးနေရမှာတော့ကော်နာမီးရဲ့သူကမရှိပါဘူးလက်ရှိဒူးရက်ကော်နာပါဆိုပြီးတင်စားနေကြတဲ့တူပရီယာကလည်းသူ့ကိုမမီဘူးဗျဒီတော့ကော်နာမက်ဂရီဂေါ်ရဲ့ level မျိုးဒီနေ့ကဖိုက်တာမျိုးတွေရောင်းနိုင်မယ်လို့ကျွန်တော်မထင်ပါဘူးဒါမဲ့အခုကော်နာထိုးဖို့ပါဖို့ထက်အပျော်ပါးတွေကိုပဲသူကပို့ပြီးတော့အောင်ဆိုင်ရလေအဲ့တော့အခုကော်နာအရင်တော့ကော်နာလိုမျိုးတော့မဟုတ်တော့ဘူးနောက်ပြီးတော့သူပြန်လာပြီးထိုးမယ်လို့လည်းကျွန်တော်မထင်ပါဘူးဒါမဲ့သူ့ရဲ့ level မျိုးတော့ဒီနေ့ကဘယ်ဖိုက်တာမှရောင်းနိုင်မှာမဟုတ်လေဒါတော့ကျွန်တော်လက်ခံထားတဲ့အမှန်တရားပါပဲဆိုပြီးတော့မဂါချက်ကပြောသွားခဲ့တာပါဒီတော့မဂါချက်ရဲ့အဲ့ဒီစကားအကြောင်းမလို့ခါပြီးတော့ညီနောင်တွေကလည်းကော်နာနဲ့မဟာယန်သူတွေဖြစ်ခဲ့ကြပေမဲ့လေအခုလက်ရှိမှာတော့ကော်နာပေါ်မှာဘလို့အမုန်းတရားမှမရှိမနေဘူးလို့ဆိုရမှာပါဒါမဲ့ကော်နာတော့တခုခုတိုက်ဆိုင်နိုင်မှာခါဘစ်ကိုထိုးနေတော့မှာပဲဖိုက်တာတိုင်းကတော့သူ့ရဲ့ခံယူချက်နဲ့သူ့အကျင့်နဲ့သူပါပဲမဂါချက်တို့လိုမျိုးဖိုက်တာအကြောင်းလည်းပြန်ဘက်ကိုမုန်းတီးပြီးတော့မရှင်းတန်ခြင်းတော့အကြောင်းပဲအခုလိုမျိုးပြိုင်ဘက်ကော်နာနဲ့ပတ်သက်တဲ့အရာတွေကိုထုတ်ပြောလာခဲ့တာပဲဖြစ်မှာပါအမှန်ကိုမှန်တိုင်းလက်ခံတဲ့စိတ်ဓာတ်ကလည်းလေးစားစရာပါပဲဒါမဲ့ခါပစ်ကိုတော့အခုလိုပြောလာဖို့အတွက်ပြည်သက်တွေကဘယ်တော့မှမမျှော်လင့်ပါနဲ့ကော်နာနဲ့ခါပစ်က MMA လောကရဲ့အကြီးမားဆုံးသောမဟာယန်သူတွေဖြစ်ခဲ့တာကြောင့်ပဲဖြစ်ပါတယ်ဒါမဲ့တခါတုန်းကတော့ခါပစ်ရဲ့ဖေကကျွန်တော်ကြားထဲမှာဘာတွေပဲဖြစ်ခဲ့ကော်နာပေါ်မှာတော့ပြင်မလောကမှာကျွန်တော်တို့ကအမုန်းတရားတွေမရှိပါဘူးဆိုပြီးတော့ပြောထားမှုပါတယ်ဒါကြောင့်တကယ်တမ်းယောက်ျားပြည်သားသူမှန်ရင်တော့သဘောထားကြီးရပါတယ်ပွင့်လင်းရပါတယ်အငုံစိတ်တွေထားနေလို့မရပါဘူးရှင်မြိုင်တို့ခဏတိုက်ကြခိုက်ကြဆဲကြဆိုကြနဲ့မုန်းကြပြီးတော့ကျန်တဲ့ဘဝတစ်လျှောက်လုံးမှာ professional တွေကဘာလဲဆိုတာကိုပြသသွားကြရမှာပါ professional ဆိုတာကစိတ်အခမ်းအနားအရေးချင်းစသဖြင့်အပတ်ပတ်မှာစူးစမ်းပြီးတော့မှသာဖြစ်လာခဲ့တဲ့လူသားတွေဆိုတဲ့အတွက်ကြောင့်မလို့အလကားဖြစ်လာမဟုတ်တာကြောင့်မလို့ဘသူနဲ့ဘာတွေပဲဘလို့ပဲဖြစ်ပြီးသွားရင်အများနဲ့ professional ဆန်ဆန်နေဘူးဆိုတာကဖြစ်တဲ့အရာတစ်ခုပဲဖြစ်ပါတယ်